TikTok မှာကျွန်တော်တို့ဗီဒီယိုရိုးတင်တာနဲ့ creator search ကနေတင်တာနဲ့ဘာတွေကွာခြားသွားမလဲမင်္ဂလာပါကျွန်တော်တို့တွေ TikTok မှာဗီဒီယိုတွေတင်တာကိုဒီတိုင်းရိုးပဲတင်နေကြတော့လားအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ TikTok SEO ကိုကောင်းကောင်းနားလည်ပြီးတော့စနစ်တကျတင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ audience တွေကထိရောက်တဲ့ audience တွေစီကိုဗီဒီယိုပြသပေးမှာလည်းဖြစ်ပါတယ်ဒါဆိုရင်ဒီနှစ်ခုရဲ့ကွာခြားချက်ကိုတစ်ချက်လေ့လာကြည့်အောင်ပထမအချက်အနေနဲ့ကျွန်တော်တို့ဗီဒီယိုကိုရိုးတင်နေဆိုရင်ကြတော့ကျွန်တော်တို့ရဲ့ FYP တစ်ခုကိုပဲကျွန်တော်တို့အားထားရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ content ကောင်းရင်ကောင်းလို့ viewer တွေတက်မယ် audience တွေစီရောက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ content တွေမကောင်းဘူးဆိုရင်တော့ကျွန်တော်တို့ရပ်သွားလိမ့်မယ်ပေါ့နော်ခဏအတွင်းမှာပဲရပ်သွားလိမ့်မယ် data search မှာတင်တာကကြတော့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော် TikTok AI ကသူတို့ကတကယ် keyword တွေကို demand ဖြစ်တဲ့ keyword တွေကိုစူးစီးပေးထားတာဖြစ်လို့ကိုယ့်ရဲ့ video ကပေါ့နော် audience ရှာတဲ့လောက်ကိုသူကပြသပေးတော့မှလည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရိုးတင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုပါအကြောင်းအရာတွေကို AI ကနားလဲရဆိုရင်တော့ကျွန်တော်တို့ရဲ့ audience တွေစီကိုပြပေးလိမ့်မယ်ပေါ့နော်တကယ်လို့အဲ့ဒီလိုမှ AI ကနားမလဲဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့တက်ဆိုင်ရာ audience တွေစီကိုရောက်ဖို့အတွက်အရင်ကခက်ခဲလိမ့်မယ်ပေါ့နော်ဒါပေမဲ့ creator search insight မှာကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ keyword နဲ့ကိုယ့်ရဲ့ product နဲ့သက်ဆိုင်တဲ့ keyword တွေကိုရိုက်ရှာပြီးတော့မှအဲ့ keyword တွေကိုတုံးပြီးတော့ကျွန်တော်တို့တွေဗီဒီယိုတွေတင်လို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့သက်ဆိုင်ရာ audience စီကိုရောက်နိုင်ခြေရာခိုင်နှုန်းပိုများတယ်ပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတွေမှာတော့ content တွေကိုကျွန်တော်တို့ရိုးတင်လဲဘယ်လို content တွေကိုကျွန်တော်တို့ creator search insight ကနေတင်တယ်လဲဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့မျှဝေပေးသွားပါမယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ရောတခြားမေးမြန်းစရာလေးရှိရဆိုရင် comment ထဲမှာမျှဝေသွားလို့ရပါတယ်